နိုင်လေတခုထင်းတဲ့တကြံကာလမှာအိမ်ပြန်ချင်ရင်ဘယ်လိုလုပ်အောင်လဲမကြမ်းမရောက်လာတော့မင်းတိကူကာလမှာနိုင်လေရှိတဲ့ဆွေပြောင်းလုပ်သားများမွေးရမြေစီအလေပြန်လို့ရတယ်လို့သိရပါတယ်ထိုင်းမှာနေထိုင်လောက်ကန်ကြတဲ့ဆွေပြောင်းလုပ်သားများအနေနဲ့နိုင်လေရရှိထားပြီးဖြစ်တဲ့လာအိုကမ္ဘောဒီးယားမြန်မာနဲ့ဗီယက်နမ်လုပ်သားများတကြံကာလမှာအိမ်ပြန်လို့တဲ့ဆွေပြောင်းလုပ်သားများတန်ရုပ်ထောက်ခန်းစာနဲ့နိုင်လေကိုတွဲကင်ပြီးခရီးသွားလာလို့ရကြောင်းအပြူရောင်လုပ်ငန်းစဉ်အသင်းထမှသိရပါတယ်။မွေးရမြေပြန်သွားလို့ဘကနေဆက်ဝင်ထွက်ကိတ်မှာတစိမ့်တုံထူရမယ်လို့သိရပြီးအချိန်ကာလမှာ15ရက်နေထိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ယခုလိုထိုင်းဘက်ကသွားလာခွင့်ပေးသားတော့လဲမြန်မာဆွေပြောင်းလုပ်သားအနေနဲ့ကတော့တကြံကာလမှာပြန်ရန်မသိဘူးလို့အပြူရောင်လုပ်ငန်းစဉ်အသင်းကအကြံပြုထားပါတယ်။ပြန်သွားမိဘကထိုင်းကိုပြန်ဝင်လာမဲ့အချိန်မှာအခက်ခဲတွေနဲ့ရင်ဆိုင်ရမှာစိုးရိမ်မိကြောင်းအဖြူရောင်လုပ်ငန်းစဉ်အသင်းကပြောပါတယ်ကျွန်တော်ကိုချစ်ပါ